ကဲညီကိုတွေအားလုံးပဲမင်္ဂလာပါလို့ Football Mood TV ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရနော်ကဲဟုတ်ပြီဒီ season လေးကတော့ကျွန်တော်တို့ Chelsea နဲ့ Liverpool တွေရဲ့ကျွန်တော်တို့ပွဲကြိုခံမဲ့သုံးသက်ချက် season လေးဖြစ်ပါတယ်ဟုတ်ပြီဗျဒီနှစ်သင်းကိုတွေ့တဲ့အချိန်မှာကျွန်တော်တို့ပထမဆုံးဘာကိုသွားပြီးတော့ကျွန်တော်သွားပြီးတတိယလဲဆိုကျွန်တော်တို့ငငယ်တုန်းကB2 နှိပ်ခဲ့တဲ့အချိန်ကြီးတွေသွားတတိယရဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနှစ်သင်းကအင်ကြီးအယောင်ကအချက်စီးဆိုရင်အပြဗျာလီဗာပူးဆိုရင်ကျွန်တော်တို့အနီအောင်ပေါ့နော်အင်ကြီးကွဲတယ်ဗျာသိရမလားဒီတိုင်းပဲ Chelsea နဲ့ Madrid လီဗာပူးနဲ့ Madrid အဲ့လိုမျိုးအင်ကြီးလေးကွဲတော့ခါကျတော့ကျွန်တော်တို့ငယ်ဘွားလေးကိုသွားတတိယကဲဟုတ်ပြီဗျဆက်မယ်ဗျာနော်ကျွန်တော်တို့ Chelsea နဲ့ Liverpool နဲ့ရဲ့တွေ့ဆုံမှုပေါ့နော်ပထမဆုံးပြောချင်တာကျွန်တော်တွေ့ဆုံမှုပြောချင်တယ်196ချိန်အထိသူတို့တွေ့ထားဘူးတဲ့Chelsea သင်းကကျွန်တော်တို့ဆိုတာပေါ့60နဲ့မှ6ပွဲနိုင်မှုတယ်တရီ46ချိန်ကြာတယ်လီဗာပူးသင်းက80နဲ့မှ9ချိန်ထိအနိုင်ရထားတယ်ဗျကဲဟုတ်ပြီဒီနေရာမှာတစ်ချက်ပြောရရှိတာကကျွန်တော်တို့ပရီးမီးယားလိမ့်မဟုတ်ဘူးသူတို့ရဲ့အကုန်လုံးပွဲတွေအကုန်လုံးပေါ့နော် FA ကတ်တွေရောပါမယ်ချန်ပီယံလိလည်းပါမယ်ပေါ့နော်ပရီးမီးယားလိလို့တိုက်တယ်မပေးခင်တော့ကအချိန်တော့ဟာလည်းပါမယ်ဟုတ်ပြီကျွန်တော်တို့ပရီးမီးယားလိမှာပဲတီးတန့်တွေ့ဘူးတာကချက်စီက22ချိန်နိုင်ထားတယ်လီဗာပူးက25ချိန်နိုင်ထားတယ်တည်ကြတာ19ချိန်ပေါ့နော်ဒီနှစ်သင်းကပြောချင်တာခြေမကွာဘူးလို့ပြောလို့ရတယ်ကဲဟုတ်ပြီဒါပေမဲ့ဒီနေရာမှာတစ်ခုထူးခြားတာကလီဗာပူးအနေနဲ့နှစ်ပွဲဇက်တိုက်ရှုံးထားတယ်ဗျာချန်ပီယံကိုစိန်ခေါ်မဲ့တင်းအနေနဲ့နှစ်ပွဲဇက်တိုက်ဆိုတာပြိုင်ပွဲပြောရမှဆိုရင်တော့ပြိုင်ပွဲတော့မတူဘူးပေါ့နော်ပရီးမီးယားလိမှာပဲလေးကို2-1နဲ့ရှုံးတယ်အဲ့လိုပဲသူတို့အဝေးကွင်းတွေမှာရှုံးတာပါဗျာနော်ကျွန်တော်တို့ဂါလာတာဆာရီကိုသူတို့ပင်လယ်ရီနဲ့အိုစီမန်ရဲ့ပင်လယ်ရီနဲ့ကျွန်တော်တို့1-0နဲ့ရှုံးတယ်ပေါ့နော်ဒီပွဲကသူတို့အတွက်ရှုံးလို့တော့မဖြစ်ဘူးဗျရှုံးရင်တော့သူတို့အတွက်ကဘယ်လိုပြောရမလဲနည်းနည်းလေးစံချိန်လေးတစ်ခုတော့ရှိရဗျာလီဗာပူးကဘယ်တော့မှသူတို့3ပွဲဇက်တိုက်ရှုံးမှုတယ်ဆိုတာကိုမရှိခဲ့တာစံချိန်တစ်ခုရှိနေပြီဗျာနော်ဒီပွဲသာသူတို့ဆက်ပြီးတော့ရှုံးမယ်ဆိုရင်တော့သူတို့3ပွဲဇက်ရှုံးတယ်ဆိုတဲ့စံချိန်ကြီးတစ်ခုဝင်သွားမှာဗျာနော်မှတ်တမ်းစိုးကြီးတစ်ခုဝင်သွားမှာကဲနောက်တစ်ခုကလီဗာပူးတော့ကန်ဆိုးတာကတော့ကျွန်တော်တို့ဒါဒီပွဲကချက်စီရဲ့အိမ်ဝင်ဖြစ်နေတယ်ဗျာချက်စီရဲ့အိမ်ဝင်မှာဟုတ်တယ်ဗျာချက်စီရဲ့အိမ်ဝင်ကဘယ်လောက်ထိကောင်းလဲဆိုတော့ခါကြတော့ချက်စီဒီယာဒီမှာကျွန်တော်တို့အိမ်ဝင်ကန်ထားတယ်ပရီးမီးယားလိအိမ်ဝင်တွေမှာဆိုရင် Chelsea က Brighton ကို 1-3 နဲ့ရှုံးတယ်ဗျာဖူဟန်ကိုသူ2-0နဲ့နိုင်တယ် Crystal Palace ကို0-0တေးကြတယ်ဗောနော် Brighton ကိုရှုံးထားတဲ့တပွဲပဲရှိထားသေးတယ်သူကနောက်ဆုံးကျွန်တော်တို့ချန်ပီယံလိမှာဆိုရင် Benfica ကို 1-0 နဲ့နိုင်တယ် Chelsea ကလောလောဆယ်မှာအိမ်ဝင်အားမှာအသင့်တစ်ဆိုတာထက်နည်းနည်းလေးလွန်တယ်ဗျအဲ့လိုမျိုးပိုကောင်းတဲ့အသင်းလို့ပြောလို့ရတယ်ကဲဟုတ်ပြီကျွန်တော်တို့ဖြစ်နိုင်ပွဲ line နဲ့လေးတွေကိုတစ်ချက်ကြည့်မယ်ဆိုရင်ဗျာသူတို့ Benfica နဲ့ပေါ့နော် Benfica နဲ့တုံးသွားတဲ့ကစားကွက် formation မှာဆို Chelsea က 4-2-3-1 ကိုတုံးသွားတယ်ဒီနေရာမှာတစ်ချက်ပြောစရာရှိတာက Chelsea က Pedro ပေါ့နော်အဲ့မှာသူက record ထိထားတယ်ပေါ့ record ထိတဲ့အတွက်ဒီပွဲကိုတော့သူချန်ပီယံလိမှာသူလွဲချော်မှာဖြစ်တဲ့အတွက်ဒီပွဲကိုတော့သူ့ကိုChelsea အနေနဲ့ထုတ်သုံးလာနိုင်တယ်Pedro ကတော့တော်တော်လေးအဆင်ပြေတဲ့ကစားသမားဗျရေချင်းရှိတဲ့လူငယ်ကစားသမားလို့ပြောလို့ရတယ်ပြောချင်တာကဘရာဇီးသားတွေကထုံးစံနိုင်မဲ့ဘောလုံးစကီးနဲ့ဘောလုံးအမြင်ကတော့ကောင်းပြီးသားပဲဗျပြောချင်တာအရင်ပြောရမလို့အသက်အရွယ်ပိုင်းရောအကုန်လုံးအဆင်ပြေတယ်ဗျအရန်မောင်းပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့တစ်ချက်ပြောရရှိတာကလီဗာပူးဗျနော်လီဗာပူးမှာကျတော့ကျွန်တော်တို့နှစ်ပွဲဆက်သူတို့ရှုံးထားတယ်နှစ်ပွဲဆက်ရှုံးထားတာမှာသူတို့ရဲ့အဓိကထိုးနှက်ချက်တစ်ခုကတော့ကျွန်တော်တို့ဂိုးသမားအဲလီဆင်ပေါ့နော်အဲလီဆင်ကအသေးစားဒဏ်ရာလေးတစ်ခုရသွားတယ်ဗျကျွန်တော်တို့အိုက်ပွဲမှာပေါ့နော်အဲအကြောင်းမလို့ဒီနေ့ပွဲကိုတော့ကျွန်တော်တို့မာမာတက်ရှီဗီကဝင်ဖမ်းလိုက်မယ်ဗျဂိုးသမားမာမာတက်ရှီဗီဝင်ဖမ်းမှာအဲ့တော့ခါကျတော့ပြောစရာရှိတာကဒီချိန်မှာလီဗာပူးအနေနဲ့ဂိုးသမားဒဏ်ရာရသွားတာကသူတို့တို့အဓိကထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်တယ်ဗျဖြစ်လာနိုင်တယ်ဆိုတာကလီဗာပူးအနေနဲ့PR တစ်ခုအောက်မှာတော့နီးပြစလော့ကတော့ရောက်နေပြီပေါ့နော်ဒီပွဲကသူတို့ရှုံးမဲ့ဆိုကျွန်တော်ပြောသလိုစံချိန်စိုးတွေလည်းသူတို့ရမယ်အဲ့ဒီဟာယူတော့သူတို့အနေနဲ့လိုချင်မယ်လို့မထင်ဘူးဗျကျွန်တော်အနေနဲ့ဟုတ်ပြီလီဗာပူးရဲ့သုံးတဲ့ကစားကွက်ကလည်းကျွန်တော်တို့က4-2-3-1ကိုပဲသူတို့ကအသုံးပြုတဲ့ကစားကွက်ပေါ့နော်ရှေ့မှာကျွန်တော်ပြောသလိုပဲရှေ့မှာကျွန်တော်တို့သူတို့ရဲ့အထောင်တိုက်စစ်မှုကစားသမားအဲ့တစ်ခီပေါ့နော် तू ကလည်းပြင်သစ်သားလေးပဲ तू 23နှစ် तू လည်းဒန်ယာအသေးသားရထားတယ်ဗျပြောချင်တာက ice တို့လိုမျိုးဟာတွေလည်းရှိပါသေးတယ်နော်ပြောချင်တာဆာလက်တို့လည်းရှိသေးရဆိုတော့အရန်ကြီးတော့ရှေ့မှာတော့သူတို့ဟိုဖြစ်သွားမယ်လို့တော့မထင်ဘူးကျွန်တော်အနေနဲ့ကတော့လီဗာပူးအနေနဲ့4-3-3သွားတာကိုပို့ပြီးသဘောကျတယ်ဗျာသိရမလားဒါပေမဲ့လည်းသူတို့မှအရန်
တိုက်စစ်ကစားသမားတွေများနေတာဖြစ်တဲ့အတွက်သူတို့ကအလဲကျပြန်နံပါတ်10 rule နဲ့ဇွဲတွေကိုထုတ်သုံးနေရတဲ့သဘောမျိုးမှာရှိရဗျကဲဟုတ်ပြီကျွန်တော်တို့ဒီညမှာအားပြိုင်ကြမှာတော့ကျွန်တော်တို့ကွင်းလေပိုင်းနော်ကွင်းလေပိုင်းမှာသူတို့တေချာပေါက်အားပြိုင်မယ်နောက်ဆုံးတွေ့ဆုံမှုတွေကိုလည်းကျွန်တော်တို့တစ်ချက်ကြည့်ရမယ်နောက်ဆုံးတွေ့ဆုံမှုတွေမှာဆိုလည်းကျွန်တော်တို့နောက်ဆုံး3ချိန်လောက်မှာပေါ့နော်နောက်ဆုံး3ချိန်လောက်မှာဆိုရင် Chelsea ကသူ့ကွင်းမှာ 3-1 နဲ့နိုင်တယ် Liverpool ကသူ့ကွင်းမှာ 2-1 နဲ့နိုင်တယ်ကျွန်တော်တို့ EFL ကပ်မှာတော့အချိန်မူကြမှာသူတို့ကဖြစ်တယ်ပြောချင်တာက Premier League ပွဲတွေမှာဆိုသူတို့ကဂိုးမြန်မြန်ဆန်ဆန်သွင်းလေးရှိတယ်League Cup တွေကိုရောက်သွားပြီဆိုရင်တော့သူတို့ကထုံးတန်နိုင်ပဲဗျာ League Cup တွေရောက်ပြီဆိုရင်သူတို့ကဂိုးတိတ်ပြီးတော့မသွင်းကြတော့ဘူးပေါ့နော်ဒီအနေထားလေးရှိရဗျာကဲဟုတ်ပြီကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ bookie handicap ကြီးကိုကြည့်မယ်ဆိုရင်လည်း Liverpool ကခပ်ပါပါလေးပေးထားတာကိုတွေ့ရတယ်ဈေးကြောအနေနဲ့ကlevel 30ရှုံးလောက်ပေးထားတယ်ဂိုးပေါင်းကြီးကလည်း3လုံး30ရှုံးဝန်းကျင်လောက်ပေးထားတယ်ဆိုဒီတော့ခါကျတော့ဒီပွဲကကျွန်တော်တို့တွင်းကိုတွေကိုအများကြီးမြင်အောင်မဲ့ပွဲလို့တော့ကျွန်တော်ကတော့ခံစားမိတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲကျွန်တော်တို့ Petro ကလည်းသူ့အနေနဲ့ Champion League မှာမပါဘူးသူ့အနေနဲ့ဖီးယားတစ်ခုကရောကြဖို့အတွက်သူဂိုးသွင်းမှဖြစ်မယ်ဆိုတော့သူ့မှာ mindset မျိုးရှိနေမယ်နောက်တစ်ခုက Liverpool မှာဆိုလဲဂိုးသမားအထိနာနေပေါ့နော်ဂိုးသမားကinjury ထိထားတာဖြစ်တဲ့အတွက်အရန်ဂိုးသမားဝင်ဖမ်းရမယ်အဲ့အနေထားတွေသူတို့နှစ်ယောက်ရဲ့တောင်ပန်ပိုင်းနေမှာဆိုလဲ Chelsea မှာဆိုလဲကျွန်တော်တို့အဓိက Neto တို့ Garnacho ဆိုလဲအရန်မြန်တဲ့ကစားသမားတွေဗျာဟိုဘက်မှာဆိုလဲ Gaspo တို့ကျွန်တော်တို့စာလက်တို့ဆိုအရန်မြန်တဲ့ကစားသမားတွေအဲ့လိုကစားသမားတွေနဲ့အားပြိုင်မဲ့ပွဲကြီးကတော်တော်မြန်မြန်ဆန်ဆန်ရှိလာမှာဗျာဂိုးတွေအများကြီးမြင်ရမယ့်ပွဲတစ်ခုလို့ကျွန်တော်ကတော့မြင်မိတယ်ဒီပွဲကနောက်တစ်ခုကကျွန်တော်တို့ Chelsea မှာလည်းဖီအားတစ်ခုကတော့ရှိနေတယ်ဗျChelsea က Premier League ကျွန်တော်ဆောင်းတာပြောခဲ့တယ်လို့ပဲ Chelsea ကလည်း Premier League မှာနှစ်ပွဲဆက်တိုက်ရှုံးထားတဲ့အသင်းဗျာ Manchester United ကို 2-1 နဲ့ရှုံးတယ်ကျွန်တော်တို့ Brighton ကို 1-3 နဲ့ရှုံးတယ် Premier League နှစ်ပွဲဆက်ရှုံးထားတဲ့အသင်းရဲ့ကျွန်တော်တို့နှစ်ပြိုင်ပွဲစုံနှစ်ပွဲဆက်ရှုံးထားတဲ့နှစ်သင်းရဲ့တွေ့ရဖြစ်တဲ့အတွက်နိုင်ပွဲကိုသူတို့အပြင်းထန်ရှာဖွေလာမှာဖြစ်တဲ့အတွက်အရန်ကိုကြည့်ကောင်းပါဗျာကဲဟုတ်ပြီအဲ့ပွဲလေးကတော့ကျွန်တော်တို့မနက်ဖြန်မြန်မာစံတော်ချိန်7:00 နာရီညခင်း7:00 နာရီမှာကျွန်တော်တို့တူတူ watch long လေးနဲ့တူတူကြည့်မယ်ဗျာကဲဟုတ်ပြီကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ရဲ့ Football Mood TV ကိုအစဉ်တစိုက်အားပေးနေတဲ့ညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာနေကိုကြီးကျမ်းမာနေပြည့်စုံပါလေလို့ Football Mood TV ကနေပြီးတော့ဆုတောင်းပေးပါတယ်ဗျာ